ငါကိုမဆခြင်းအကြောင်းသည်ပေါ်ထွက်ရသောတောင်ရိုးသို့ငါမြင်ကြည့်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါကိုမဆခြင်းအကြောင်းကိုပေါ်ထွက်ရစာလံကျမ်းခန်းကြီး107အခန်းငယ်1မှ2026ခုနှစ်တည်းမှာဘုရားခင်မဆာဝေသာဆုံးရှုံးခြင်းအဖြစ်ရောက်စီတိုင်းကောင်းကြီးမင်္ဂလာခံစားရသောနေ့ဖြစ်စေဖို့မဆာပါဒါအားလုံးချစ်တော်မူသောဘုရားခင်တယောက်စီတိုင်းကိုတည်တည်ခြင်းရရှိဖို့ကောင်းကြီးမင်္ဂလာနဲ့အတူပြည့်ရရှိပါသည်ယုံကြည်ခြင်းအဖြစ်သက်ထာဝရရရှိ